အားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါဗျနော်ကျွန်တော်ကိုအောင် YouTube channel တင်လေးရနေပြီးတော့ကျွန်တော်ရဲ့မိသားစုဝင်ကိုရီမရဲ့အားလုံးကိုလူထွေးစွာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျနော်ခင်ကျွန်တော်မိသားစုဝင်ကိုရီမရဲ့အားလုံးပဲနော်ကျွန်တော်ဒီနေ့မှာတော့နော်ကျွန်တော်ဒီညနေသေးလေးမှာနော်3.5ဆိုတဲ့ကဏ္ဍလေးနဲ့ကျွန်တော်ကမှအားလုံးပဲငွေထုတ်လိုက်ရတယ်နော်ရှားလိုက်တယ်ပေါက်လိုက်တယ်ကျွန်တော်ကမှအားလုံးပဲနော်ကျွန်တော်ကမှအားလုံးပဲဒီညနေလေးမှာပတ်သီးပတ်တဲ့ကောင်မတွေရောအခွက်လိုက်ဆော့တဲ့ကောင်မတွေရောနော်အဆင်ပြေတယ်နော်ကျွန်တော်ကမှအားလုံးပဲငွေထုတ်လိုက်ရတယ်နော်ဒါကျွန်တော်ကဏ္ဍလေးကိုအများနဲ့ကြည့်ပြီးတော့လိုက်ဆော့တယ်ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုအများနဲ့ကြည့်တဲ့ကောင်မတွေတော့ပေါက်ကြမယ်ရကြမယ်လို့တော့ထင်ပါတယ်ဗျနော်ကဲကောင်မအားလုံးပဲကျွန်တော်ဘက်ကနေပြီးတော့ကျွန်တော်ကောင်မတွေကိုပြောတဲ့အတိုင်းပဲငွေထုတ်နိုင်အောင်လို့အဆင်ပြေအောင်လို့နော်တောင်းဝင်ကြအောင်လုပ်ပြီးသွားပြီနော်ကျွန်တော်ကောင်မတွေဘက်ကနော်ထိုးတာမထိုးတာနော်ပေါက်တာမပေါက်တာတော့ကျွန်တော်ကောင်မတွေရဲ့ကံတရားပဲဗျနော်ဒါကျွန်တော်ဘက်ကနေဒါကျွန်တော်အမြဲတမ်းပုံမှန်ကြီးစော့နေတဲ့ကောင်မတွေဆိုတော့သိပါတယ်ဗျနော်ကဲဟုတ်ပြီအဲ့ဆိုကျွန်တော်တို့မနက်ဖြန်နော်တော့မနက်ဖြန်အင်္ဂါနေ့မနက်စီကိုဆက်ပြီးတော့သွားကြမယ်ဗျနော်ကဲကောင်မတွေအားလုံးပဲကျွန်တော်ဒီပိုင်းလေးကိုစားပြီးကြည့်ပြီးဆိုတော့စိတ်ချမ်းသာခြင်းပေါင်းကိုယ်ရမခြင်းပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေစိတ်သွားတိုင်းကိုပါလို့လုံဆန္ဒတွေတလုံးတို့ရရှိနိုင်ကြပါစေလုံသူများကံလူများလုံငါကံကနေဒီတက်မကအစီအပြေတိုးတက်နိုင်ကြပါစေလို့ကျွန်တော်ကောင်းအောင်နေပြီးတော့ဥစားပထမဆုံးမကောင်းလေးတောင်းပေးလိုက်ပါတယ်ဗျာနော်ကဲဟုတ်ပြီကောင်မအားလုံးပဲကျွန်တော်ဒီညနေစီမှာတော့နော်ပတ်တိပတ်တဲ့ကောင်မရောအကွက်လိုက်ဆောတဲ့ကောင်မရောနော်နှစ်သီးစားနဲ့ငွေထုတ်လိုက်ရတယ်နော်ကျွန်တော်မနက်ဖြန်4 ရက်8လ2022မှာ6နော်အင်္ဂါနေ့မနက်စီမှာကျွန်တော်တို့လုံးဝကိုအားကောင်းဆုံးပတ်တိတွေနော်ဒီလိုရှင်တင်ပြီးထိုးရမယ့်တူအကောင်းတွေကိုကျွန်တော်ဒီဘက်မှာပြောပြသွားပြီးမှဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကမှအားလုံးပဲကျွန်တော်ရဲ့ဗီဒီယိုပိုင်းလေးကိုအစားဆုံးလေးမင်းမကြော်ပဲနဲ့နော်ကြည့်သွားစေခြင်းနဲ့ဗျာနော်ကဲကမှအားလုံးပဲနော်ကျွန်တော်ရဲ့ channel လေးဒီ channel သေးလေးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကမှအားလုံးပဲ channel လေးကို subscribe မနေရသေးတဲ့ကောင်မတွေရနော် channel လေးကိုတယောက်ချက် subscribe လေးနှိပ်ပြီးသွားမယ်လက်မမနေရသေးတဲ့ကောင်မကျွန်တော်ရဲ့ DB ဖိုင်လေးကိုလက်မလေးနှိပ်ပြီးတော့ဆက်ပြီးတော့ကြည့်မယ်နော်ကိုပေါက်သလိုသူများလဲပေါင်းနိုင်အောင်ကြားနိုင်အောင်လို့ကျွန်တော်ကောင်မတွေက share တဲ့ကောင်မတွေပိုင်းဒူးတွေနဲ့သက်ဆိုင်တဲ့နေရာလေးမှာတယောက်တစ်ချက်ဝိုင်းပြီးတော့ share လို့ရနေရာလေးမှာ share ပြီးကြည့်မယ်မျှဝေလို့ရနေရာလေးမှာမျှဝေပြီးတော့ကြည့်မယ်နော်ဒါကျွန်တော်ကောင်မတွေဘက်ကဒါလေးတော့ပြန်ပြီးလုပ်ပေးနိုင်မယ်ထင်တယ်ဒါကျွန်တော်ဘက်ကနေကျွန်တော်ကောင်မတွေမိသားစုဝင်တွေကိုပေါက်စေခြင်းနဲ့ရစေခြင်းနဲ့စိတ်နဲ့နော်စိတ်နာနဲ့လာရောက်တင်ပေးတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ပုံမှန်လေးနဲ့တင်ပေးတယ်ဒါပုံမှန်ကြီးစောတဲ့ကောင်မတွေတော့နော်အပတ်တိုင်းမှာအရှုံးမရှိဘူးအမျက်ကြံတဲ့ငွေထုတ်ရတယ်ဗျနော်ဒါကျွန်တော်ကဏ္ဍလေးတို့ပုံမှန်ကြီးတဲ့ကောင်မတွေဒီလုံးပဲဖြစ်မှာပါတယ်ဗျနော်ကဲကောင်မအားလုံးပဲဒါဆိုကျွန်တော်တို့မနက်ဖြန်မှာလည်းထပ်ပြီးတော့ငွေထုတ်ရမယ်ထပ်ပြီးအောင်ဝန်းခံနိုင်အောင်လို့ကျွန်တော်ကောင်မဘက်ကနေအကောင်းဆုံးစူးစမ်းပေးထားတယ်နော်ကဲကောင်မအားလုံးပဲအဲ့ဆိုကျွန်တော်ကဏ္ဍလေးစပြီးခေါ်မယ်တေချာလေးမှတ်မယ်တေချာလေးနားထောင်မယ်နော်ကဏ္ဍလေးတွေကိုနော်တေချာလေးမှတ်မယ်တေချာလေးနားထောင်မယ်ကျွန်တော်ကမှအားလုံးပဲရေးပြီးကြည့်လို့ကြော်ပြီးကြည့်လို့ကဏ္ဍလေးတစ်ခွက်ပဲဖြစ်ဖြစ်မသိလိုက်တာမကြားလိုက်တာဆိုလို့ရှိရင်ကျွန်တော်ကမှတော့နစ်နာတယ်အားတို့ကြောင့်မရမကြော်ပိုင်းနဲ့တေချာလေးကြည့်မယ်ဗျာနော်ကဲဟုတ်ပြီအဲ့ဆိုကျွန်တော်မနက်ဖြန်4 ရက်8လ2022မှာ6အင်္ဂါနေ့မနက်12နာရီ10မိနစ်စီမှာလေးလုံးခွေလေးကနေစပြီးခေါ်ပြီးမယ်ကျွန်တော်ကမှအားလုံးပဲမနက်မှာလုံးဝခွေပြီးစောမယ်လေးလုံးခွေလေးဒီ9839ခွေပါနော်9839ခွေပါဒါခွေပြီးစောမယ်လေးလုံးခွေလေးဖြစ်ပါတယ်ဗျာနော်လုံးမိုက်ပတ်တိလေးကတော့ကျွန်တော်မနက်ဖက်မှာလုံးဝကိုအားအကောင်းဆုံးကြောက်ကိုကြောက်ပြရမယ်ပတ်ကိုပတ်တင်နဲ့အားအကောင်းဆုံးလုံးမိုက်ပတ်တိနှလုံးသည်6ပတ်တိ10ပတ်တိပါနော်6ပတ်တိ10ပတ်တိဒါမနက်မှာလုံးဝကိုပတ်ကိုပတ်တင်နဲ့အားအကောင်းဆုံးလုံးမိုက်ပတ်တိလေးနှလုံးဖြစ်ပါတယ်ဗျာနော်ကျွန်တော်6နဲ့ဆိုရင်6996နော်9492 9496 9492ဒါ9နဲ့ပတ်သက်တဲ့ကဏ္ဍလေးဖြစ်ပါတယ်ရှင်းနဲ့ဆိုရင်8482 8386 8482 8386ဒါရှင်းနဲ့ဆိုရင်ကျွန်တော်ရွေးချယ်ပေးထားတဲ့ကဏ္ဍလေး၄ခွက်9နဲ့ဆိုရင်ကဏ္ဍလေး၄ခွက်ကဲလာပြီကျွန်တော်ကွန်မန့်အားလုံးပဲတကွက်ကောင်းမဲ့ကြိုက်တဲ့ဆိုရကွန်မတွေနော်ပတ်တိပတ်ရတာလည်းမကြိုက်ဘူးနော်အကွက်တွေလိုက်ဆော့ရလည်းမကြိုက်ဘူးတကွက်သေးဟုတ်ပဲနော်ပိုင်ပိုင်နိုင်နိုင်ထိထိမိမိထိုးကျင်တယ်ဆိုရကွန်မတွေအတွက်မနက်ဖြန်အင်္ဂါနေ့မနက်စီမှာကျွန်တော်ကြိုက်ဆုံးတင်ပြီးထိုးအောင်မှတကွက်ကောင်းသည်93တကွက်ကောင်း8ခွန်တကွက်ကောင်းပါ93တကွက်ကောင်း8ခွန်တကွက်ကောင်းနော်ဒါမှမဟုတ်လုံးဝကိုတင်ပြီးထိုးရမှတကွက်ကောင်းလေးဖြစ်ပါတယ်ဗျကဲကွန်မအားလုံးပဲလူတယောက်နဲ့တယောက်ချင်းကတော့အကြိုက်ချင်းတော့မတူဘူးအကြိုက်တူတဲ့ကွန်မတွေပဲလိုက်ပြီးတော့ဆော့ပေးမယ်ဒါကျွန်တော်ဘက်ကနေကျွန်တော်အကြိုက်ဆုံးကျွန်တော်ရထားတဲ့ကဏ္ဍလေးတွေကိုလာရောက်မျှဝေပေးတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကွန်မအားလုံးပဲအကြိုက်တူရဆိုရင်လိုက်ပြီးတော့ဆော့မယ်နော်ကဲဟုတ်ပြီအဲ့ဆိုကျွန်တော်မနက်ဖြန်တော့ကဏ္ဍလေးတွေကိုအစားအနေဆုံးနေနောက်တစ်ခေါက်ပြန်ခေါ်ပေးမယ်ပြီးရင်ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးဒီမှာပဲရနာမယ်ဗျနော်ကျွန်တော်မနက်ဖြန်အင်္ဂါနေ့မနက်စီမှာခွေပြီးစောမယ်၄လုံးခွေသည်9839ခွေပါ
လုံးမိုက်ပတ်တီလေးနှလုံးသည်အားကောင်းဆုံးမနက်မှာလုံးဝပတ်ကိုပတ်ရမယ်လုံးမိုက်ပတ်တီနှလုံးသည်6ပတ်တီ10ပတ်တီနော်9နဲ့ဆိုရင်9ခွန်96 94 9210နဲ့ဆိုရင်84 82 83 86နော်တင်ပြီးထိုးရမှာတစ်ခွက်ကောင်းသည်93တစ်ခွက်ကောင်း8ခွန်တစ်ခွက်ကောင်းပါနော်93တစ်ခွက်ကောင်း8ခွန်တစ်ခွက်ကောင်းဒါလုံးဝကိုမနက်မှာတင်ပြီးထိုးရမယ်တစ်ခွက်ကောင်းလေးဖြစ်ပါတယ်ဗျာနော်ကဲဟုတ်ပြီကိုမိုင်းအားလုံးပဲကျွန်တော်ကဏ္ဍလေးလည်းပြောရလဲဆုံးသွားပြီဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုပိုင်းလေးဒီမှာပဲရန်အောင်ကိုပြပါကျွန်တော်မနက်ဖြန်နော်အင်္ဂါနေ့မနက်သေးမှကျွန်တော်ကောင်းနဲ့ကန်ဆက်ပြီးတော့ပေါတီပေါက်ကလေးမိကြပါစေငွေထုံးနိုင်ကြပါစေဗျာနော်ကဲကိုမိုင်းအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေအသက်ရှူတိုင်းလည်းငွေတွေတိုးဝါရရှိနိုင်ကြပြီးတော့ရွှေငွေကြောက်တပလများလည်းဒီသမကတည်ရလို့နော်တိုးဝါရရှိနိုင်ကြပါစေလို့ကျွန်တော်ကိုအောင်နေပြီးတော့စုမုံကောင်းလင်းတောင်းမိနေကျွန်တော်ရဲ့ဗီဒီယိုပိုင်းလေးဒီမှာပဲရန်အောင်ကိုပြပါကာလုံးမကလပါကျွန်တော်မနက်ဖြန်အင်္ဂါနေ့မနက်စီမှာကံကောင်းကြပါစေငွေထုံနိုင်ကြပါစေဗျာနော်ကာလုံးမကလပါဗျာကျွန်တော်မနက်ဖြန်မှာအောင်မခိုင်းတဲ့ဗီဒီယိုဖိုင်လေးနဲ့ပြန်တွေ့ကြမယ်ဗျာနော်